ရာတော်တို့ကဗုဒ္ဓသတင်းသုံးရမိုးကြိုးကျောင်းတော်ကိုရောက်ခန့်ဒီမှာအင်ရှိရောက်လာသမျှအာဂန္တုရဟန်းတန်ဃာတွေကိုဆွန့်လှူဒန်းနေတဲ့တထေးတကာကြီးတယောက်နဲ့ဆုံခဲ့ပါတယ်။အဲ့ဒီတကာရဲ့အိမ်မှာ10ရက်ကျော်လောက်တဲခိုခဲ့ကြပါတယ်။ဆရာတော်တို့ပြန်သွားတဲ့နေ့မှာပဲအိမ်ကတခိုးခိုးခံခဲ့ရသလိုတထေးကြီးလည်းအသက်ခံလိုက်ရပါတယ်။ဆရာတော်တို့ကတော့ဘာမှမသိပဲခရီးဆက်နေတော့တခိုးတွေကသူတို့ကိုဓမြတိုက်ပြန်ပါတယ်။ဝူခုံးကဆရာတော်တို့3ယောက်ကိုသွားခွင့်ပေးလိုက်ပါသူကငွေကိုင်မို့သူနေခဲ့ပါမယ်လို့ညှိလိုက်ပါတယ်။ဆရာတော်တို့ခဝေးဝေးကိုရှောက်တော့မှဓမြတွေကိုအထုံးနဲ့မြားပြီးကြောက်ရွံ့ဖြစ်အောင်ရှက်လိုက်ပါတယ်။ဝူခုံးကဆရာတော်တို့ကိုပြန်လာဖို့လှမ်းခေါ်တော့ပါကျဲကဓမြတွေဆရာမြင့်ကိုပါထပ်တောင်းလို့ပြန်ခေါ်နေတာဖြစ်မယ်လို့ထင်ရပြောပါတယ်။ပြန်လာကြည့်ကြတော့ဝူခုံးကအရင်လိုစိတ်ရှိတိုင်းဆိုင်မသက်ထားပဲဓမြတွေကိုကြိုးတုပ်ခိုင်းပါတယ်။သူတို့အပြင်ဘဲတွေကိုဓမြတိုက်ခဲ့သေးလဲမေးကြည့်တော့ကြောက်လန့်နေတဲ့ဓမြတွေလည်းမနေ့ကတထေးကြီးတယောက်ရဲ့အိမ်ကိုဖောက်ဝင်ခဲ့ကြောင်းဝန်ခံကြပါတယ်။ပစ္စည်းတွေခိုးခဲ့ပေမဲ့ဘသူ့ကိုမှထိခိုက်အောင်မလုပ်ခဲ့ပါဘူးလို့ပြောပြီးသူတို့ခိုးလာတဲ့ရတနာတွေကိုထုတ်ပေးပါတယ်။အဲ့ဒီတထေးကြီးဆိုတာအလှတကာကြီးမှန်းသိတော့ဝူခုံးတို့လည်းလူကောင်းတထေးကြီးရဲ့ပစ္စည်းတွေကိုပြန်ပေးဖို့မြို့ထဲကိုပြန်လာကြပါတယ်။တရားရုံးမှာတော့တရားသူကြီးကတိုင်းစားကိုမမြင်မဆန်းဖက်ပြီးဂရုံကရင်နဲ့ဖန်ဝရံထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်ဘာမှမသိသေးတဲ့ဝူခုံးတို့အဖွဲ့ကတော့ရတနာတုတ်ကြီးပိုက်ပြီးတက်တက်ကြွကြွလမ်းလျှောက်နေလို့ကွိကနေအဖန်ခံလိုက်ရပါတယ်။ရတနာတွေပါလက်ပူးလက်ချက်မိတာမို့ဝူခုံးတို့ကပြန်လာပေးတာပါလို့ရှင်းပြလဲမယုံကြည်စရာကောင်းလွန်နေပါတယ်။ဓမြတွေကိုရဲမက်တွေလက်ထဲအပ်ရအောင်ကလည်းဆရာတော်လှုပ်ခိုင်းလို့ဝူခုံးကလှုပ်ပေးလိုက်ပြီးဖြစ်ပါတယ်။အလှတကာတထေးကြီးတည်သွားပြီဆိုတာကိုလည်းဆရာတော်တို့ကအခုမှသိလိုက်ရပါတယ်။သူတို့သာထွက်ပြေးရင်ရပါမယ်အကျိုးအကြောင်းသိရအောင်အဖန်ခံလိုက်ပါတယ်။သူတို့တခိုးမဟုတ်ကြောင်းဘာသက်တည်မှမရှိတဲ့အပြင်ဒီဖုန်ကြီးလေးပါအတွက်တိုင်စာကွက်တိရောက်ထားလို့တရားသူကြီးကကျေးဇူးမသိတတ်တဲ့ဖုန်ကြီးတွေကိုချိန်တန်အချက်40စီရိုက်ဖို့အမိန့်ချလိုက်ပါတယ်။ဝူခုံးကတော့အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့သူ့ကိုပဲရှိုက်ပါလို့အယူခံဝင်ပါတယ်။ဒါပေမဲ့တရားသူကြီးကလက်မခံပဲဆရာတော်ကိုရိုက်ခိုင်းလို့ဝူခုံးကအစွမ်းနေထုတ်သွင်းလိုက်ပါတယ်။ဆရာတော်ကိုမထိပဲသူတို့အချင်းချင်းပြန်ရိုက်နေကြလို့တရားသူကြီးကလှမ်းတာပါတယ်။ဝူခုံးကတရားသူကြီးကိုဆရာတော်ပုံစံပြောင်းလိုက်လို့ဘခွက်သားတွေကတရားသူကြီးကိုပါဝိုင်းလိုက်ကြပါတယ်။ဝူခုံးကျင်တဲ့လို့တရုတ်မှန်ပြန်ပြောင်းပေးလိုက်မှဘခွက်သားတွေလည်းအရှိုက်ရက်ပါတယ်။တရားသူကြီးကသူ့အရိုက်ခံရတာကိုလှောင်နေတဲ့မြောက်ကိုခေါင်းကိုကျိုးနဲ့ဆွဲပြီးတက်စေပါတယ်။ဒါပေမဲ့ဝူခုံးရဲ့ခေါင်းကပိန်သွားပြီးကျိုးကချော်ထွက်သွားပါတယ်။ဘလို့မှတတ်မရတဲ့အစုံတရားသူကြီးလည်းလက်လျှော်ပြီးအကုန်လုံးကိုအချုပ်ထဲထည့်ထားခိုင်းလိုက်ပါတယ်။အဆောင်ရဲမတ်2ယောက်ကအကျဉ်းသားတွေကိုနှိပ်စက်ဆင်မေးကြဖို့ရောက်လာပါတယ်။ပါကျဲကရိုက်ချင်စရာကောင်းနေပေမဲ့အရေးထူတာကြောင့်အရှာမထင်လို့အသားရည်နူတဲ့ဆရာတော်ကိုပဲရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တခြားအချိန်မှသာအမွေခွဲတတ်တဲ့ပါကျဲကသူ့ရှိမှဆရာကိုရိုက်မှတော့ကြည့်မနေနိုင်လို့သူ့ကိုပဲဆက်ရိုက်ခိုင်းပါတယ်။ထောင်ဆောင်တွေကပါကျဲကိုလည်းအားရတဲ့ထိရိုက်တဲ့အပြင်ဆရာတော်ကိုပါဆက်ရိုက်မယ်အလုံးမှဝူခုံးကသူတို့ကိုမရရင်သူ့ဆရာစီမှာရှိတဲ့တန်မိုးကြီးသင်္ကန်းကိုပေးမယ်လို့အဆောင်2ယောက်ကိုပြောလိုက်ပါတယ်။ဆရာတော်ကကွမ်ရင်မဲတော်ပေးထားတဲ့သင်္ကန်းကိုအဆုံးရှုံးမခံနိုင်ပေမဲ့ဝူခုံးကရဲရဲရောရောပေးလိုက်ပါတယ်။အဆောင်2ကောင်လည်းဘသူ့ကိုမှဆက်မရိုက်တော့ပဲဝမ်းသာအားရထွက်သွားကြပါတယ်။သင်္ကန်းကိုဝေစုခွဲနေတော့သူတို့တက်မှုရောက်လာပြီးခိုးရပါပစ္စည်းတွေကိုတင်သွားပါတယ်။နိုင်ငံကူးလက်မှတ်ကိုလည်းငွေစုဖန်စာအုပ်ထင်လို့တရားသူကြီးစီယူသွားပါတယ်။အဲ့ချိန်မှာဝူခုံးကဝိညာဉ်ထွက်ပြီးတရားသူကြီးကိုအိမ်မရအောင်အမျိုးမျိုးသွားနှောက်ယှက်နေပါတယ်။စိတ်ရှုပ်လို့အိမ်မရဖြစ်နေချိန်မှာတန်မှုကဆရာတော်ရဲ့ဖန်စာအုပ်ကိုလာပြလို့ထုတ်ကြည့်လိုက်တော့ထန်နိုင်ငံကစလို့တိုင်းပြည်ပေါင်းများစွာကိုအမှန်တကယ်ဖြတ်ကျော်လာတဲ့တော်ဝင်တစိမ့်တုံးတွေနဲ့နိုင်ငံကူးလက်မှတ်ဖြစ်နေပါတယ်။ဆရာတော်ကသာသနာပြုယဟန်အစစ်အမှန်ဖြစ်နေတော့တရားသူကြီးလည်းသူ့မှမှန်တည်သွားပါတယ်။အဲ့ချိန်မှာပဲမြေရှောင်းနမင်းလို့ခေါ်တဲ့နမင်းတစ်ပါးကသူ့အခန်းထဲမှာရှုပ်တရက်ပေါ်လာပါတယ်။ထန်ဆန်းကိုတော်လိုပုတ်ခိုလူကိုမှားယွင်းဆွဆွဲတဲ့အတွက်တမျိုးလုံးကို rambling လုပ်လိုက်မယ်လို့မြေရှောင်းနမင်းကဒေါသတကြီးပြောပါတယ်။တရားသူကြီးကသူ့အမားတွေပြင်ပမယ်ခွင့်လွတ်ပါလို့အသေးအတန်တောင်းပန်တော့မှမြေရှောင်းနမင်းခွင့်လွတ်ပေးလိုက်ပါတယ်။တကယ်တော့မြေရှောင်းနမင်းဆိုတာထုံးစံအတိုင်းဝူခုံပဲဖြစ်ပါတယ်။ဝူခုံးကအလှတကာစံအိမ်သခင်ကြီးရဲ့ဝိညာဉ်အောင်ဆောင်ပြီးတော့လဲလူကောင်းတွေကိုအပြစ်သားတွေလို့ဆွဆွဲပြီးဘာလို့ဖန်ခိုင်းတာလဲလို့မိသားစုကိုအပြစ်သွားတင်ပါတယ်။သားသမီးနဲ့မိန်းမလည်းဆရာတော်တို့ကိုချက်ချင်းအမှုပြန်ပေးပါမယ်လို့ငိုယိုပြောကြပါတယ်။အားလုံးကအဖြစ်ဆိုးလာတဲ့သခင်ကြီးအတွက်ငိုယိုနေကြတော့သူ့အစီအစဉ်အကုန်လုပ်ပြီးသွားတဲ့ဝူခုံးကအချုပ်ခန်းထဲပြန်လာပါတယ်။ဝူခုံးဘာလုပ်နေလဲမသိတဲ့ဆရာတော်ကတော့မိစ္ဆာတွေကြားနိုင်ပြီးလူသားတွေနဲ့ကြားမှမဖြေရှင်းနိုင်လို့အပြစ်တင်နေပါတယ်။ဝူခုံးကမိစ္ဆာတွေကိုဖြေရှင်းသလိုပဲလူတွေကိုရိုက်တက်လိုက်ရမလားဆိုတော့မှဆရာတော်နည်းနည်းငြိမ်သွားပါတယ်။အဲ့ချိန်မဲ့တရားသူကြီးကမှားယွင်းဆွဆွဲမိလို့လာတောင်းပန်ပါတယ်။ဆွဲချက်တွေအားလုံးကိုလည်းပယ်ဖျက်လိုက်ပြီးမို့အချုပ်ထဲကလွတ်လာတော့ဆရာတော်ကအလှတကာကြီးအိမ်ကိုသွားပါတယ်။အိမ်သားတွေကလည်းဆရာတော်ကိုအသေးအတန်တောင်းပန်ကြပါတယ်။ဆရာတော်ကလူကောင်းတစ်ယောက်ကြမှအဖြစ်ဆိုးနဲ့တရားလို့ယူကျုံမရဖြစ်နေတာနဲ့ပါကျဲကဆရာတော်စိတ်ပြေအောင်နမဲစီမှာမသေးသေးသွားတောင်းပေးလိုက်လို့ဝူခုံးကိုပြောပါတယ်။ဝူခုံးလည်းချက်ချင်းထွက်သွားပါတယ်။ဒါပေမဲ့ကောင်းငင်မုံကိုမဟုတ်ပဲငရဲပြည်ကိုဆင်းလာပါတယ်
တထေးကြီးရဲ့ဝိညာဉ်ကရမမင်းစီရောက်နေပြီးစစ်မေးခံနေရတော့ဝူခုံးရောက်လာတယ်လို့သတင်းပို့တန်ကြားလို့ရမမင်းပြာရခတ်သွားပါတယ်ဝူခုံးကလူကောင်းတစ်ယောက်ကိုစောစောစီးစီးတက်လိုက်လို့ရမမင်းကိုရန်လာတွေ့ပါတယ်ရမမင်းကကျွန်တော်မျိုးခေါ်လိုက်တာမဟုတ်ပါဘူးသူ့ဘာသာရောက်လာတာပါလို့ပြေးရပြေးချောင်းပြန်ပြောပါတယ်ဝူခုံးကအဲ့ဒါဆိုလူပြည်ပြန်ခေါ်သွားမယ်လို့လို့တော့ရမမင်းကတေးသွားတဲ့သူကိုလူပြည်ပြန်လှုပ်လို့မရသလိုတထေးကြီးကလည်းကောင်းမှုတွေအများကြီးလုပ်ခဲ့သူမို့ကောင်းမှုကုသိုလ်ဌာနမှာအကြီးအကဲအဖြစ်ခန့်အပ်ဖို့စီစဉ်ထားကြောင်းရှင်းပြပါတယ်ဒါပေမဲ့ဝူခုံးကလက်မခံတဲ့အပြင်တထေးကြီးရဲ့ကြမ်းရှိတဲ့တပ်တစ်နှစ်ကိုလည်း12နှစ်အထိတိုးတောင်းပြီးလူပြည်ပြန်ခေါ်သွားပါတယ်တေးသူတွေအားလုံးကိုပိုင်းနေရမမင်းခမမတည်နိုင်တဲ့မြောက်တကောင်အနိုင်ကျင့်သမျှညှိခံနေရရှာပါတယ်လူပြည်မှာတော့တရားသူကြီးကတထေးကြီးရဲ့အိမ်သားမှာရစ်တီနဲ့အမြဲချောင်းနေတတ်တဲ့ဘုံသမားလေးကိုတန်တရားရှိလို့ဖမ်းထားပါတယ်မိထွေးကပါတခိုးကဒီကောင်လေးပဲဖြစ်ရမယ်လို့ထပ်ဆိုဆွဲပြန်ပါတယ်အဲ့ချိန်မဲ့ဝူခုံးပြန်ရောက်လာပြီးအလှတကာကြီးရဲ့ဝိညာဉ်လဲသူ့ခန္ဓာကိုယ်ထဲပြန်ဝင်သွားလို့ပြန်ထားလာပါတယ်အိမ်သားတွေဝမ်းသာလို့မဆုံးခင်သခင်ကြီးကသူ့ကိုတက်ခဲ့တဲ့တရားခံအစ်စ်ကိုပြောပြပါတယ်သူ့ကိုလှုပ်ကြံခဲ့သူကတော့သူတို့တစ်ချိန်လုံးရှုံကြည့်ခဲ့တဲ့အိမ်တော်ထိမ့်မဲ့ဖြစ်ပါတယ်အိမ်ကထွက်ပြေးတော့မဲ့တရားခံအစ်စ်ကိုအချိန်မီဖမ်းလိုက်နိုင်ပါတယ်အားလုံးဝမ်းသာပျော်ရွှင်နေချိန်မှာသူ့သမီးလေးဂျူလီယာကသူ့ချစ်တဲ့သူကိုလက်ထပ်ခြင်းကြောင့်ပွဲလန့်တုံးဖြာဝင်ခင်ပါတယ်တခါသေးဘူးသွားပြီဖြစ်တဲ့တထေးကြီးကတေးပြီးဆိုဘာမှအရေးမပါတော့တာကိုနားလည်သွားပြီးမို့သူ့သမီးလေးရှင်တန်နေတော့ပျော်ရွှင်မဲ့ကိစ္စကိုဘာမှမကန့်ကွက်တော့ပဲသဘောတူလိုက်ပါတယ်အပိုင်း26ကစပြီးနောက်ပိုင်းဇလန်းတွေအားလုံးကဆရာတော်တို့၄ယောက်ကျန်းစာပင်းတဲ့လန်ခီမှာသူတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုထမ်းမင်းကြီးကိုပြောပြနေတာဖြစ်ပါတယ်အနောက်ဘက်မရောက်ခင်ကြားထဲမှာဆရာတော်ကိုစားကျင်တဲ့မိစ္ဆာတွေဆရာတော်ကိုလက်ထပ်ကျင်တဲ့မိန်းမတွေနဲ့ကြုံခဲ့ရသလိုလူသားအချင်းချင်းနောက်ကျောထားနဲ့ထိုးတဲ့အဖြစ်တွေကိုလည်းကြုံတွေ့ခဲ့ရပါတယ်ဒီလိုအခက်အခဲပေါင်း82ခုကိုကြော်ဖြတ်ပြီးမှကျန်းစာတွေကိုပင့်ဆောင်ဝင်ရှာခဲ့တာကိုကြားသိခဲ့ရတော့ထမ်းမင်းကြီးလည်းနှစ်ထောင်အားရဝမ်းသာနေပါတယ်အနောက်ဘက်ခီးစဉ်ပြီးဆုံးသွားပေမဲ့လို့ဆရာတော်ကဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုဖြန့်ဝေဖို့ရအနေနဲ့အရရက်ကိုခီးဆက်နေအောင်မှာပါဒါကတော့ Journey to the West အပိုင်း39စက်သိမ်းပိုင်းပဲဖြစ်ပါတယ်